မြန်မာပြည်ကိုချစ်လို့ထိုင်းရောက်မြန်မာအလုပ်သမားတွေကိုပျော်အောင်လုပ်ပေးခဲ့တဲ့ဂျိုရှူအာဗန်ကမ္ဘာ့ဆင့်ချန်ပီယံတရားဖြစ်လို့ဒေါ်လာတန်းချီချမ်းသာနေပေမဲ့တခြားနာမည်ကြီးကစားသမားတွေလိုဇိမ်ခံရွက်လီတွေအလှမဲ့တွေပြိုင်ကားတွေနဲ့အချိန်ဖြုံးနေရမျိုးဂျိုရှူအာဗန်စီမှာလုံးဝမတွေ့ရပါဘူး။အမီမြန်မာနိုင်ငံကိုလမ်းဆွနေပေမဲ့လည်းလက်ရှိအခြေအနေတွေအရပြန်လာလို့မရသေးတဲ့အတွက်မြန်မာပြည်နဲ့အနီးဆုံးဖြစ်တဲ့ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်နေရပဲဖြစ်ပါတယ်။အခုလိုထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့အချိန်မှာလည်းအထက်စီးရမနေပဲထိုင်းရောက်မြန်မာအလုပ်သမားတွေအများဆုံးရှိတဲ့နေရာတွေကိုတွားရောက်ကဂုံပကာသနာလုံးဝမပါပဲပျော်ပျော်ပါးပါးရင်းနှီးနှီးအချိန်ဖြုံးနေတာတကယ်ကိုလေးစားချီးကျူးစရာပါအရင်တော့လည်းမလေးရှားရောက်မြန်မာအလုပ်သမားတွေအတွက်အလှူဒန်းတွေလုပ်ခဲ့တယ်လို့အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကချင်းစီဘေးရှောင်ဒုက္ခသည်တွေစီကိုလည်းကိုယ်တိုင်တွားရောက်ပြီးတော့စိတ်သက်ခွန်အားတွေပေးခဲ့ပါသေးတယ်စင်ရနံပါတဲ့အခြေအနေကနေစူးစမ်းလာခဲ့ရတဲ့ဘဝကိုဘယ်တော့မှမမေ့ပဲကိုလူမျိုးတွေအပေါ်အမြဲတမ်းနှွေးထွေးထွေးဆက်ဆံတတ်တဲ့ဂျိုရှူအာဗန်ရဲ့စိတ်ထားလေးကတကယ်ကိုလေးစားစရာပါပဲကဲဗီဒီယိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအရောကမ္ဘာအဆင့်ကိုရောက်နေပေမဲ့ကိုလူမျိုးတွေကြားမှာဂုံပကာသနာကင်းစွာနဲ့နေထိုင်တတ်တဲ့ချန်ပီယံဂျိုရှူအာဗန်ရဲ့စိတ်ထားလေးအပေါ်ဘယ်လိုမြင်ကြပါသလဲပရိသတ်ကြီးရဲ့အမြင်လေးတွေကို comment မှာဝင်ရောက်ပေးခဲ့ကြပါအောင်နော်ပန်ထရာဘရင်မဆိုပြီးနာမည်ကြီးပြီးမှကုန်းမောင်ရုပ်ရှင်မှာရောင်လို့တောင်ပါခွင့်မရတဲ့တဲစုငိမ် Miss Grand ပြိုင်ပွဲမှာပန်ထရာဘရင်မဝစ်စုံနဲ့လိုက်ဖက်ညီလွန်ပြီးတရုတ်ဆောင်ပြီးပြင်ခဲ့တဲ့တဲစုငိမ်ဟာနောက်ပိုင်းရာဇဝင်သမိုင်းဇာတ်ကားတွေရိုက်ကူးရင်ဘရင်မမိဖုရားစားတဲ့တော်ဝင်ကာရိုက်တာဇာတ်ရုပ်တွေနဲ့အတော်လေးလိုက်ဖက်မယ်လို့ပရိသတ်တွေကတခဲနဲ့ထောက်ခံထားကြတာပါဒါပေမဲ့လက်တွေ့မှာတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းတတိကိုရွှေမန်းပုံဖော်ရိုက်ကူးမဲ့ကုန်းမောင် Dynasty သမိုင်းဝင်ရုပ်ရှင်ဇာတ်ကားကြီးမှာတဲစုငိမ်တယောက်ချန်လက်ခံခဲ့ရပါတယ်ဒီရုပ်ရှင်ကားကြီးကအလောင်းမင်းတရားရဲ့လက်ထက်ကနေတီဘောမင်းအထိခန်းခန်းနာနာပုံဖော်မဲ့ဇာတ်ကားကြီးဖြစ်ပြီးမြန်မာရုပ်ရှင်လောကနာမည်ကြီးတရုတ်ဆောင်တွေဇက်ပိုးဇက်ရံတွေဇက်သပင်လောကသားတွေနဲ့တက်သစ်စလေးတွေပါဝင်အနုပညာရှင်စုစုပေါင်း400လောက်ပါဝင်သွားမှာပါဒီလောက်များပြားတဲ့တရုတ်ဆောင်အင်အားတွေထဲမှာမြန်မာနိုင်ငံရဲ့အောင်မြင်မှုအရှိဆုံးအလှမဲ့တဲစုငိမ်ကရောင်လို့တောင်ပါမလာခဲ့တာကြောင့်ပရိသတ်တွေကြားမှာမေးခွန်းထုတ်ဝေဖန်စရာတွေဖြစ်လာခဲ့တာပဲဖြစ်ပါတယ်ကဲဗီဒီယိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအရောတဲစုငိမ်ကိုဒီကုန်းမောင်ရုပ်ရှင်ဇာတ်ကားကြီးတွေကတော်ဝင်ဇာတ်ရုပ်တစ်ခုခုမှဝင်ရောက်တရုတ်ဆောင်တာကိုမြင်ကျင်ကြပါသလားပရိသတ်ကြီးရဲ့အမြင်လေးတွေကို comment မှာဝင်ရောက်ပြောပေးခဲ့ကြပါဦးနော်